စင်ကတ်တစ်ဝယ်လာတယ်မှတ်ပုံတင်ဖို့လိုနေတာလားစိတ်မပူနဲ့ MyAN application ပေါ်မှာတင်လို့ရတယ်လေလွယ်လေးပထမဦးဆုံးမလုံးဆောင်ခြင်းမှာစင်ကတ်နဲ့ ID card ကိုပြင်ဆင်ထားပါနံပါတ်1 MyAN application ကိုဖွင့်ပါအခြားကိုနှိပ်လိုက်ပါစင်ကတ်အသက်သွင်းကိုနှိပ်လိုက်ပါနံပါတ်2စကန်ကိုနှိပ်ပါအသက်သွင်းရန်စင်ကတ်အခွန်သို့မဟုတ်စင်ကတ်ပေါ်မှာရှိတဲ့ဘားကုတ်ကိုစကန်ဖိတ်လိုက်ပါပြီးရင်ရှေ့ဆက်ကိုနှိပ်ပါနံပါတ်3အသက်သွင်းမိဖုန်းနံပါတ်ထည့်သွင်းပြီးအထောက်အထားစတင်စစ်ဆေးခြင်းကိုနှိပ်ပါနံပါတ်4စင်ကတ်သုံးမိသူ၏ ID card အသင့်ပြင်ထားလျင် ID card ကိုဓာတ်ပုံရိုက်လိုက်ပါပြီးရင်ယခုအသုံးပြုပါကိုနှိပ်လိုက်ပါနံပါတ်5စနစ်မှပြထားသည့်အတိုင်းမျက်နှာကိုစကန်ဖတ်လိုက်ပါနံပါတ်6စင်ကတ်အသုံးပြုရန်အတွက်ဖုန်းနံပါတ်ထည့်လိုက်ပါဒီလောက်လေးနဲ့စင်ကတ်အသစ်စတင်သုံးနိုင်ပါပြီထိုင်းနိုင်ငံတွင်လိုင်းဆွဲအားကောင်းဆုံး AIS 124 5G